သူကကလေးတွေကိုအရန်ချစ်တဲ့သူဖြစ်ပြီးကောင်လေးနဲ့ရင်းနှီးဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့ကောင်လေးကတော့သူ့ရဲ့ထိတွေ့မှုတွေကိုမကြိုက်ခဲ့ဘူးကောင်လေးကသူ့စီကနေတတိထားပြီးရုံထွက်သွားတာကိုမြင်လိုက်ရတဲ့အခါအသက်ကြီးတဲ့လူကသူ့အိတ်ထဲကအယုတ်ကလေးတစ်ရုပ်ကိုထုတ်ယူလိုက်တယ်ကောင်လေးကဘာကြောင့်သူ့ကိုလက်ဆောင်ပေးတာလဲလို့မေးလိုက်တယ်အဲ့ဒီအခါအသက်ကြီးတဲ့လူကဒီရုပ်ကိုမူလကသူ့သားအတွက်ဝယ်ထားခဲ့တာဖြစ်ပေမဲ့သူ့သားကသူ့ကိုမတွေ့ချင်တော့ဘူးလို့ဝန်ခံလိုက်တယ်အဲ့ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာကောင်လေးကသူ့ကိုအစားထိုးဖြစ်ပဲသဘောထားနေတယ်လို့ချက်ချင်းခံစားလိုက်ရတယ်ဒါကြောင့်အယုတ်ကိုပြန်ပေးလိုက်ပြီးဒီလိုမျိုးသားတဲ့ပုံစံကိုသူမကြိုက်ဘူးလို့ပွန့်ပွန့်လင်းလင်းပြောလိုက်တယ်အသက်ကြီးတဲ့လူကတော့ဘာလို့ရမှန်းမသိအောင်တောင်းကြီးရက်နေခဲ့တယ်သူ့ရဲ့တတိလက်လွတ်ရက်ကကလေးရဲ့စိတ်ကိုထိခိုက်စေမယ်လို့မထင်ခဲ့မိဘူးကောင်လေးကသူ့အခန်းကိုပြန်ရောက်သွားတဲ့နောက်ဘေးအိမ်ကလူကြီးကလည်းတနေ့နေ့မှာသူ့ကိုလှည့်စားသွားမှာကိုစိုးရိမ်လာခဲ့တယ်အောက်ထက်ကအဖိုးကြီးလိုပဲဖြစ်လာမလားဆိုတဲ့အတွေးတွေဝင်လာခဲ့တာပါဒါနဲ့နောက်တစ်ချိန်အပြင်မှာတွေ့ကြတဲ့အခါလူကြီးကကလေးတယောက်တည်းအပြင်သွားတာမလုံခြုံဘူးလို့ပြောပြီးသူနဲ့အတူလိုက်သွားဖို့အကြံပြုလိုက်တယ်ဒါပေမဲ့ကောင်လေးကတော့မင်းငါကိုအမြဲလိုက်နေတာငါအရန်စိတ်အနှောက်အယှက်ဖြစ်နေတယ်လို့ပြန်ပြောလိုက်တယ်အဲ့ဒီစကားကြောင့်သူတို့နှစ်ယောက်အငင်းပွားခဲ့ကြပြီးနောက်ဆုံးမှာတော့လူကြီးကစောင့်ကြည့်နေတာကိုရက်လိုက်တယ်ကောင်လေးကိုသူ့လိုလိုအပြင်ထွက်ခွင့်ပေးလိုက်တယ်ဒီအကြောင်းကိုအောက်ထက်ကအဖိုးကြီးသိသွားတဲ့အခါချက်ချင်းရောက်လာပြီးကလေးကိုတယောက်တည်းလွတ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ပြောဆိုလိုက်တယ်ကလေးကအန်ရတစ်ခုခုနဲ့ကြုံသွားရင်ဘယ်လိုလုပ်ကြမလဲလို့မေးလိုက်တယ်အဲ့ဒီချိန်မှာပဲအဖိုးကြီးကသူဟာကောင်လေးရဲ့စိတ်ကိုထိခိုက်စေခဲ့တဲ့သူဖြစ်တာကြောင့်တောင်းပန်ဖို့ရောက်လာခဲ့တာဖြစ်ကြောင်းပြောလိုက်တယ်အဲ့ဒီတော့မှလူကြီးကကောင်လေးပါကြောင့်ရုတ်တရက်တိတ်ဆိတ်သွားခဲ့တာလဲဆိုတာနားလည်သွားခဲ့တယ်သူတို့နှစ်ယောက်ဟာကောင်လေးပဲနေရာကိုသွားနိုင်မလဲဆိုတာအသေးအတန်ရှာဖွေခဲ့ကြတယ်အဲ့ဒီချိန်မှာလူကြီးကသူငယ်တန်းအုပ်ထုတ်ဆောင်ထားတဲ့ကလေးအုပ်စုတစုကိုမြင်လိုက်ရတဲ့ချက်ချင်းပဲကောင်လေးဟာသူငယ်တန်းဘက်ကိုသွားခဲ့တာဖြစ်မယ်ဆိုတာသဘောပေါက်သွားခဲ့တယ်ကောင်လေးနဲ့ငင်းခုန်ခဲ့မိတာကိုနောင်တရနေတဲ့လူကြီးဟာကျောင်းဘက်ကိုအမြန်ပြေးသွားခဲ့တယ်ဒါပေမဲ့အဲ့ဒီချိန်မှာကျောင်းဆင်းပြီးသွားပြီဖြစ်တဲ့ကြံကလေးတွေအားလုံးကိုမိဘတွေကလာခေါ်သွားကြပြီဖြစ်တယ်ကောင်လေးကတော့တယောက်တည်းနေရတာအဆင်ပြေပါတယ်လို့ကိုနှစ်သိမ့်ရင်စိတ်ကူဖြေသိမ့်နေခဲ့တယ်သူဟာသူငယ်တန်းကနေနောက်ဆုံးထွက်လာတဲ့ကလေးတယောက်ဖြစ်နေခဲ့တယ်ကံကောင်းစွာနဲ့ပဲလူကြီးကအချိန်မီရောက်လာခဲ့တယ်သူကကောင်လေးကိုအမှန်တကယ်ဂရုစိုက်ကြောင်းပြီးတော့သူ့ရဲ့ယုံကြည်မှုကိုဘယ်တော့မှမဖောက်ဖျက်ဘူးဆိုတာပြောပြလိုက်တယ်